ကျမယောက်ျားကိုလေဂိမ်းဆိုပြီးတော့ဖော့ပြန်ခိုင်းရမယ်လို့ရေးတယ်ထင်တယ်တိလားကျမပြောပြမယ်နော်ကျမလူတိများတဲ့သူဆိုတော့တချို့တဲ့အမယောက်ျားဖော့ပြန်တော့အမဘလို့ခံစားရမှာလဲအဲ့လိုမျိုးတွေအရင်မေးလို့ကျမရှိဗီဒီယိုတွေမှာကျမဖြေဘူးတယ်ဒါပေမဲ့အဲ့လိုပြန်မေးလို့ပြန်ပြောပြမယ်နော်ကျမနဲ့ကျမအမျိုးသားလည်းရမ်းချစ်ပြီးယူကြတာဟုတ်တယ်နော်တမီးစားဘွားတက်ချစ်သူတက်တန်3နှစ်ပေါ့နော်အခုအိမ်ထောင်တက်တန်3နှစ်6နှစ်ရမ်းချစ်ပြီးတော့မရှိသူစူးစမ်းပြီးတော့ယူခဲ့ရဖြစ်တယ်ကျမယောက်ျားတာဖော့ပြန်ခဲ့မယ်ဆိုရင်ကျမလေအရန်ခံစားရမှာဒါပေမဲ့ကျမကခံစားရမယ်ဒါပေမဲ့ကျမပျော်လေးသွားမဲ့မိမထဲမှာတော့ကျမမပါအောင်ဘာလို့လဲဆိုကျမကဘာလို့မပျော်လေးဆိုတော့ကျမမှာမိခိုနေတဲ့ကျမမိသားစုရှိတယ်ပြီးကျမမှာအရန်ချစ်စရာကောင်းတယ်ကျမတသားလေးရှိရပေါ့နော်အဲ့ဆိုကျမပျော်လေးလို့မရဘူးကျမကြေကွေးလို့ရတယ်နော်ကျမပျော်လေးခွင့်မရှိဘူးကျမဘယ်တော့မှပျော်လေးမလို့ကျမမထင်ဘူးယောက်ျားတယောက်အတွက်နဲ့ကြေကွေးမယ်စိတ်မကောင်းဖြစ်မယ်ဝမ်းနည်းမယ်ပေါ့အဲ့လောက်ပါပဲကဲဒါလေးကတော့ကျမရဲ့မီနူအစ်စ်ပေါ့နော်အာလူချစ်တာညီတို့ကလေငါအာလူဘာလဲငါမီနူအစ်စ်ထွက်တာပဲစိတ်ဝင်စားပါငါယောက်ျားဖောက်ပြန်ဘလို့ဆိုညီတို့ကလေအရန်ဆဆူတာပဲဒီမှာအာလူချစ်ကြော်နော်အရန်စားကောင်းတယ်အရန်လည်းမဆက်ဘူးအရန်လည်းအချိုလည်းမဟုတ်ဘူးမချိုမဆက်ပေါ့အာလူချစ်ကြော် package ကိုကြည့်လိုက်ဒီမှာဒီလိုလေးပိတ်ထားပေးရနော်ဒီလိုလေးပိတ်ထားပေးရတွေ့လားအဲ့ဒါကျမဒီမှာဖွင့်ပြီးစားပြမယ်အေးဒီမှာကျမလေဒီလိုအာလူကြိုက်တာမြချနာမှာဘသူမှမကြော်ရောင်းမအာလူဆိုအပြားဟောမျိုးပါလားစကားပေါက်တယ်ပဲပေါ့နော်ကျမဒီအာလူချစ်ကြော်အရန်ကြိုက်တယ်သူ့ရဲ့ရာဇဝင်ပြောပြမယ်ဒီဟာလေးကိုကျမကြော်ရောင်းတဲ့အကြောင်းရင်းကလေကျမလည်းကိုရန်ဒီမြချနာမှာတောင်းတတာ10တန်းကြော်ကျမပြင်ဦးနေမှာလေကိုနဲ့တနေတည်းတော့အရန်ဝေးရပေါ့နော်ပြင်ဦးနေမှာတောင်းတက်ရတဲ့အချိန်ကျတော့ပြင်ဦးနေအထက်ကတည်းကကျမတောင်းတက်ခဲ့တာ10တန်းကိုလေ10တန်းဘီခမ်းမှာတက်ခဲ့တာတောင်းပါလေဒီလိုအာလူချစ်ကြော်ရရောင်းတာလေအရင်စားကောင်းတယ်အခါတထုပ်မှ200လား300လားအရင်စားကောင်းတာအဲ့ကျမအရင်ချက်တယ်အာလူရတော့ဒီမှာကြော်မရောင်းကြတော့ငါပဲကြော်ရလိုက်မှာဒါမနေ့ပြန်လာဝယ်စားလို့ရရင်နော်ကောင်းတာဘူးကလည်းအကြီးကြီးပဲတဲလေးတော့ဒီမှာကြည့်ဘူးဆိုင်ကိုကြည့်လိုက်အကြီးကြီးပဲကိတ်လေးနော်ဘူးဆိုင်မှာအာလူချစ်ကြော်လို့နာမည်ပေးထားပါတယ်ကျမရဲ့မီနူတစ်ပါကျမယောက်ျားနဲ့ပတ်သက်ပြောလဲကျမပြောပြအောင်မယ်ဒီနေ့ချိန်ဒီကတော့ကျမယောက်ျားဖောက်ပြန်တာလည်းမချဘူးမိမကိစ္စဆွရှပြတာလည်းမချဘူးငါပဲမသိတာလားသူပဲအဖုံးဖိကောင်းတာလားတော့အဲ့ဒါလည်းမသိဘူးစကားပုံလာရှိလေသမီးကိုကုံအောင်စားတဲ့စကားကိုကုံအောင်မပြောနဲ့တဲ့ငါယောက်ျားမဖောက်ပြန်ပါဘူးလို့လည်းဘယ်တော့မှမကြွေးကြော်သလိုနော်ငါယောက်ျားဖောက်ပြန်ပါလို့လည်းကျမမတိုက်သွင်းဘူးလူစိတ်ဆိုတာဘယ်သူမှမပိုင်ဘူး